cái đi đâu ngay ra cái mai ra là để dạo chơi nào khuyên mà đó nào khuyên về là lại cái độ mấy mà nhiều đi thao này luôn ngay ra liền cái mai lấy là lì ya luôn cái mai lấy là lì về là đấy cái này này mới lên này ông bị chấp với anh ya cái mà thôi rồi cái giá chạy đạp vào dạo chơi cái đi đó cái mà đi mà này vì này ông trả lại được mày nó cái đó tôi nói gì dạo chơi mình có đi là thằng lại đi mà ngáo cái này mình đi cái rằng người đi thao mới làm lại để dắt người đi gì thằng lại này bây giờ đi mà bắt thằng cái này rồi nó bắt thằng cái này rồi chỉ mà ngáo cái này để cho nên mình có đi với nhau thằng này người đi thăm với đôi xin mỹ bảo mới thay lại độ mà trong cả một ngã cả nhà mà mình đi nhau thao mới mới thay lại mình nó thì như đó ngã gì mà chỉ để về đó mà bị mai đi lát lại đã mà bị mai lát đã thì mới đi bảo đó thì như trong cả đi CMC ở trên là cái đại nhà này bị đó đi tập bài anh đi với khám mà về đó mà bị mai ngã đi à rồi mà bị mai ngã chắc cả ông về đó anh đi đó bị công nó mà về đó cũng mà đi chào bị đó ấp đến vượt thà bài rồi la trên luôn bà số màทำไมหิวจังวะยาล่ะလေအင်ကြီးကောင်းနေတယ်မတက်လိုက်တာတော့ပြီးပြီလားမင်းမွေးတာ ပြီးတော့မယ် ကဲပြီးတော့မယ်မလုပ်နဲ့အဲ့ဆိုလဲသွားအိမ်မှာသွားအရှိမလှုပ်ရှားရှိတဲ့အလုပ်တွေသွားလုပ်လိုက်သွားမင်းမပဲကိုပေါ့ကိုချက်ပြီးကိုပေါ့ကိုမွေးလိုက်တော့မယ်တော်တို့ခိုင်းရလာတယ်တော့သွားတော့ဗျာအဲ့ဒါအေးမှာလုံးဆက်ရှိရလေးလုံးထားလိုက်မယ်နော်အေးမိကြီးတစ်ခါမွေးခိုင်းပါတယ်တော့အမလီတုံးကြတဲ့ယောက်ျားတွေမိကြီးလေလာပဲရုံမိကြီးကယူသွားတာဒါနဲ့လေဒီနေ့လေယောက်ျားဝယ်လာတဲ့ငါးကြီးတွေလက်လိုက်တာတော့မပြေမကြီးနော်ဒါကြီးတယ်လို့ခေါ်မှာပေါ့အေးပေါ့မင်းဒီနေ့ကြီးတယ်အေးဈေးကတော့ကြီးမှာပဲနော်ဈေးကြီးတယ်ဒါဘယ်လောက်ဖိုးလဲ1000မို့မိမကြီးအိုး1000မို့ဆိုတော့တန်တာပေါ့နော်ကြီးပဲဆိုတော့နော်ဘယ်သေးလဲဟိုနေ့10,000 2500 2500ဖြစ်သွားတာပေါ့နော်အေးမစိုးတော့ဘူးလို့ပြောမှာပဲတော့သားတွေချုံမှုတွေနေလိုက်အောင်မစနေမုတ်လေးပါထည့်နေမှာဒီနေ့ကတော့ဒီမစီတီပြန်ဟင်းလေးနဲ့မယန်းဒီတုတ်ကလေးနဲ့လုံးရည်ကတော့ဒီမျိုးစုံလေးရည်လေးတဲ့ထဲမှာအဲ့ဒါအရန်ကောင်းတာတော့မြို့ပြီးထောင်းပြီးတာအကျွင်းကြံလေးကိုလေဒါလုံးရည်လို့ခေါ်တယ်ညွန့်တို့ပတ်ကြတော့ပေါ့နော်အဲ့လိုမျိုးလေးထည့်လိုက်ဒီကတော့ကြက်တောင်မကြက်သေးဘူးနဲ့လေးကတော့မှုေးပြီးတော့စားချင်နေပြီကွာမိမဝယ်သားတွေကအားကောင်းလိုက်လားဘယ်ဆိုင်ရဝယ်လာတာရန်ကုန်မြို့လေတကုံစိတ်ကမ်းမှာဖွင့်ထားတာယောက်ျားကြီးတီတီကျော်ထင်လန်း168ရက်ကွက်မှာဖွင့်ထားတယ်တော်ကြီး CNC စပတ်အချီချဲနဲ့လက်ကားတိုင်မှာတော့အဲ့ဒါကျုပ်လိုင်းမော်ကနေမှာလိုက်တာလေ online မော်ကလည်းမှာလို့ရတယ်
နော်ဆော့ဆော့ကကျုပ်ပြောပြပေးထားတယ်လေစိုင်လိပ်စာလေးမှလည်းသွားဝယ်လို့ရတယ်တော့တကုံစိတ်ကန်းပေါ့နော်ပီတိကြော်ထင်းလမ်းအမှတ်168ရက်ကွက်မှာလေတော့ဖွင့်ထားတာဒီစိုင်ကြီးမှာ heavy ပဲအမလီအဲ့မှာလေစပတ်နဲ့ပတ်သက်တဲ့ဟာတွေလေဘောင်းမီတွေအရှည်ယူမလားအတုံယူမလားတော့ဘေးနှုံးကလည်းတန်မတန်အတောက်တောင်မှအခု9တဲ့လမ်းမှာလိုက်တာတော့9တဲ့ကျုပ်အိမ်နေနဲ့ဝှက်ဖို့ပေါ့တော့ဒီမှာအေးလူချက်ရင်ပြုတ်ရင်းနဲ့ပေါ့ရှော့ဖို့ရင်းနဲ့ဝှက်ဖို့ပေါ့တော့အနံလေးရတယ်မှုေးနေတာပဲကဲယောက်ျားကြီးမိန်းမပြီးပြထမျိုးပွဲတွေကပြင်ထားလိုက်တော့ဒီမှာစီပြန်ရင်ကကြပြီတော့တဲ့ဥမှာအိုးချပြီးတာနဲ့ဟင်းခတ်ပြီးတာနဲ့လာခဲ့လိုက်တော့